မင်္ဂလာပါ Study with Teacher Mon Channel ကနေကြိုဆိုလိုက်ပါတယ်ခုကလေးကိုသင်ကြားရမယ်ဘာသာရပ်က Biology G10 ဘာသာရပ်ပဲဖြစ်ပါတယ်အဲ့တော့ဒီshow G10 ဘာသာရပ်ဆိုတာကတော့ဒီ G11 G12 မှာပါမဲ့အခြေခံတွေဖြစ်တဲ့အတွက်ဒီပါတဲ့ Chapter 1ကနေအဆုံးထိ Chapter 5ထိကအကုန်လုံးကအခြေခံတွေဖြစ်တဲ့အတွက်ဒီshowဒီအရာတွေကိုပိုင်နိုင်မှရမယ်အဲ့တော့ဒီ Chapter 1မှာသင်ကြားရမယ့်ဟာက the study of biology အဲ့တော့သူပြောထားတဲ့ပထမဆုံးစာကြောင်းလေးက biology is the study of living thing ဆိုတာတော့ဒီချက်တို့တရဝါတွေဖြစ်တယ်တရဝါတွေဆိုတော့ဒီချက်တို့အပါဝင်ဒီပေပတ်ဝင်ရှင်မှာရှိနေတဲ့အပင်တွေအကောင်လေးတွေမြင်ဘူးနေကြပိုးမွားလေးတွေဒီနောက်ပြီးတော့ဒီချက်ဘယ်လောက်ထိliving things တွေကကျေပြန့်လဲဆိုရင်ဒီချက် microscopic အောက်မှာမြင်နေရတဲ့ microscope organism ဆိုတာလေးတွေကလည်း living things တွေဖြစ်ကြတယ်အဲ့တော့ biology ဆိုတာကတော့ living things တွေအကြောင်းကိုလေ့လာတဲ့ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်နောက်ထပ်စာကြောင်းလေးက a large variety ဆိုတာကတော့မျိုးကွဲတွေကိုပြောတယ် large ကကြီးမားကျယ်ပြန့်တယ်အဲ့တော့ကြီးမားကျယ်ပြန့်တဲ့မျိုးကွဲတွေကဘာတွေလဲဆိုရင် living things exist living things တက်ရှိတွေရဲ့ကြီးမားကျယ်ပြန့်တဲ့မျိုးကွဲတွေကဘယ်လိုနေရာတွေမှာနေထိုင်လဲဆိုရင် on the land in the water and in the airအဲ့တော့ဒီချက်တို့ငငယ်လေးကနေသင်ခဲ့ရတဲ့အတိုင်းပဲတရဝါတွေတက်ရှိတွေဆိုတာကကုန်းနေရည်နေလည်းရှိမယ်ကုန်းနေတရဝါတွေလည်းရှိမယ်ရေနေတရဝါတွေလည်းရှိမယ်ငှက်တွေဆိုလည်းဒီချက်တို့လေပေါ်မှာရှိနေမယ်လေထဲမှာဆိုလည်းဒီချက်တို့မမြင်နိုင်တဲ့ပူမာတသေးလေးတွေလည်းရှိမယ်ဘက်တီးရီးယားတသေးလေးတွေလည်းရှိမယ်ဒါတွေကလည်း living things တွေပဲတက်ရှိတွေပဲအဲ့တော့ဒီချက်တို့ location 3ခုရှိမယ်ရေထဲမှာ in the water on the land မြေပေါ်မှာ in the air လေထဲမှာဒီစာပိုင်းမှာဆိုရင်ဒီချက် living things ဆိုတဲ့ဒီချက် highlight လုပ်ထားတဲ့စာလေးတွေမှတ်ထားမယ်ဆိုရင်လဲလဲကိုနဲ့ကြက်ရမဲရလွယ်မယ်လို့ထင်ပါတယ်သူပြောထားတဲ့အကြောင်းကနှစ်ချက်ပဲပါဝင်မယ် biology ရဲ့သင်ကြားတဲ့အကြောင်းအရာရဲ့နောက်ပြီးကြတော့ဒီကြီးမားကျယ်ပြန့်တဲ့ teacher တို့တက်ရှိရဲ့နေထိုင်တဲ့ location 3ခုရဲ့ပဲဖော်ပြထားတယ်အဲ့တော့ဒီနှစ်ချက်ပြီးသွားပြီဆိုရင်နောက်ထပ်အပိုင်းလေးကတော့ living things organism ဆိုတာကတော့ teacher တို့ဒီ biology အခေါ်အဝေါ်ရဆိုရင် living things တက်ရှိတွေကိုခေါ်တဲ့အခေါ်အဝေါ်ပဲဖြစ်တဲ့ organism လို့အတန်ထွက်ပါတယ်ဒီချက်ဒီဟာလေးကိုသေချာမှတ်ထားမှရပါမယ်ဘာလို့လဲဆိုရင်ဒီပထမအပိုင်းမှာတော့ဒီချက် living things လို့ပဲခေါ်ဝေါ်ထားပြီးမယ်နောက်ပိုင်းအခန်းတွေမှာじゃဒီချက် organism လို့ပဲသုံးတဲ့အတွက်ကြောင့်ပါorganism ကနေခွဲလာတဲ့ဟာလေးလည်းရှိတယ်ဘယ်လိုဟာလဲဆိုရင်ဒီချက် organ ရှိမယ် organ ကဘယ်လိုလဲဆိုရင်အစိတ်အပိုင်းဆိုပြီးတော့ဘာသာပြန်လို့ရတယ်ပြောရမယ်ဆိုရင်ဒီချက်ဒီခန္ဓာကိုယ်မှာဆိုရင်လက်ချောင်းလေးတွေကလည်း organ ပဲဖြစ်တယ်နောက်ပြီးတော့ဒီချက်ဒီလက်ဆိုတာလည်း organ ပဲဖြစ်တယ်ဒီချက်တစ်ခုလုံးက organ အစိတ်အပိုင်းနေဖြစ်တယ်နောက်ပြီးတော့organ ကနေပြီးတော့ basic ကြတဲ့အခေါ်ဝေါ်ဆိုရင် organelle ဖြစ်မယ် organelle ဆိုတာကတော့ဒီချက်ဘာသာပြန်မယ်ဆိုတော့ အင်္ဂါငယ်လေးတွေလို့ခေါ်တယ်ဘယ်လိုလဲဆိုရင်ဒီချက် cells ထဲမှာပါတဲ့အင်္ဂါအစိတ်ပိုင်းလေးတွေလည်းရှိတယ်ဒီအစိတ်ပိုင်းလေးကိုမြင်ဖို့ဆိုရင်ဒီချက် microscopic ကနေပြီးတော့ချဲ့ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီချက် mitochondria တွေရှိမယ်နောက်ပြီးတော့ nucleus တွေရှိမယ်DNA တွေရှိမယ်အဲ့ဒါတွေကိုဒီချက် organelles တွေလို့ခေါ်တယ်အဲ့တော့ဒီချက်ဒီဘက်ကိုပြန်သွားမယ်ဆိုရင် organisms သက်ရှိတွေကဘာတွေပါဝင်မလဲဆိုရင် plants ဒီချက်တိကျတဲ့အတိုင်းပဲအပင်တွေဟာသက်ရှိရဖြစ်တယ်ဆိုတဲ့အကြောင်းဒီချက်ဟိုးငငယ်လေးကနေသင်ကြားခဲ့တယ်အဲ့တော့နောက်ပြီး animals မှာကဒီချက်ရေဘူးကအားဖြင့်ဘာသာပြန်လိုက်တယ်ဆိုရင်တလိษံလို့ဘာသာပြန်လိုက်ကြတယ်ဒါပေမဲ့ဒီမှာကတတဝါလို့ဘာသာပြန်လိုက်တာကပို့ပြီးတော့တင်တော်တယ်ဘာလို့လဲဆိုရင်ဒီချက်ဒီနောက်ပိုင်းတွေမှာ animals လို့သုံးတဲ့အခါမှာတလိษံလို့ခေါ်ဝေါ်လိုက်မယ်ဆိုရင်တလိษံတွေထဲမှာဒီချက်လူသားတွေကမပါဝင်တဲ့သဘောဖြစ်သွားမယ်အဲ့တော့ဒီချက် animals ကိုတတဝါလို့ဘာသာပြန်ရမယ်အဲ့တော့ animals including human လူသားတွေအပါဝင်တတဝါတွေလည်းပါမယ်and other organism ဆိုတာကတော့တခြားသောသက်ရှိတွေအဲ့ဒီမှာဘယ်လိုတွေပါဝင်မလဲဆိုရင်ဒီချက်ဒီတရဝါလို့သတ်မှတ်လို့မရတဲ့အစိတ်အပိုင်းတွေရှိတဲ့
သက်ရှိတွေလည်းရှိမယ်ဘယ်လိုတွေလဲဆိုရင်တချို့ဒီရေကန်တကန်မှာမိုးတွေရွာလို့ရေကြီးတွေတက်နေတယ်တက်နေတဲ့ရေကြီးတွေကလည်းတချို့သက်ရှိလို့တတ်မှတ်လို့မရဘူးမဲ့သူကလည်းသက်ရှိတစ်မျိုးပဲဖြစ်တယ်နောက်ကျ microscopic organism တွေကလည်းသူတို့ရဲ့ structures အမျိုးမျိုးရှိမယ်သူတို့ပုံသဏ္ဍာန်အမျိုးမျိုးရှိမယ်ဒါတွေကလည်း organism တွေပဲဖြစ်မယ်နောက်ကျတချို့မသိနိုင်တဲ့အမျိုးအစားအများကြီးရှိတယ်အဲ့ဒါတွေကိုလည်း organism လို့ခေါ်မယ်အဲ့တော့နောက်တစ်ပိုက်က thus biology deal with ကတော့ပတ်သက်ဆက်နွယ်နေတယ်the study of all organism သက်ရှိတွေအကြောင်းကိုလေ့လာတဲ့အထဲမှာ biology တွေကပတ်သက်ဆက်နွယ်နေရဘယ်လိုမျိုးပတ်သက်ဆက်နွယ်နေလဲဆိုရင်တချို့ live ဆိုတာကတော့အသက်ရှင်နေနေထိုင်နေပြောချင်တာကတချို့ဒီကမ္ဘာမြေကြီးပေါ်မှာအသက်ရှင်နေစေသတ္တဝါတွေအကြောင်းတွေလည်းလေ့လာမယ်နောက်ပြီးတော့ have ever lived on the earth ဒီကမ္ဘာမြေကြီးပေါ်မှာရှိနေခဲ့တဲ့ရှိဘူးခဲ့တဲ့သတ္တဝါတွေအကြောင်းတွေလည်းလေ့လာမယ်ပြောရမယ်ဆိုရင်ဒီချက် fossil ကြောက်ဖြစ်ရုပ်ကြွင်းတွေအကြောင်းကိုလေ့လာတဲ့အပိုင်းကိုလည်း biology ကဒီ will ပတ်သက်ဆက်နွယ်နေတယ်အဲ့တော့ပြောရမယ်ဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ဒီချက် biology ကနေပြီးတော့ကွဲသွားတဲ့ဘာသာရပ်ခွဲတွေရှိတယ်အဲ့ထက်မှာ paleontology ဆိုတာဒီချက်နောက်အပိုင်းမှာသင်ရမယ်အဲ့အပိုင်းကလည်းဒီချက်ဒီကမ္ဘာမြေကြီးမှာနေထိုင်ခဲ့ဘူးတဲ့ဒိုင်နိုဆောဖြစ်ဖြစ်မျိုးတုံးသတ္တဝါတွေပဲဖြစ်ဖြစ်ဒီအကောင်လေးတွေသေဆုံးပြီးသားအကောင်လေးတွေကနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာကြောက်ဖြစ်ရုပ်ကျွင်းတွေဖြစ်လာတဲ့အဲ့ဒီအဟာကိုလေ့လာရဟာဆိုရင် paleontology ရုပ်ကျွင်းဗေဒလို့ခေါ်မယ်အဲ့လေ့လာရဘာသာရပ်ကလည်း biology ကနေခွဲထွက်တဲ့ဘာသာရပ်တစ်မျိုးဖြစ်တယ်အဲ့တော့ biology ကဒီချက်ပတ်သက်ဆက်နွယ်နေတဲ့နေထိုင်တဲ့သတ္တဝါတွေရဲ့နေထိုင်ခဲ့ဘူးတဲ့သတ္တဝါတွေအကြောင်းရယ်ပတ်သက်ဆက်နွယ်နေရဲ့အဲ့တော့ဒီတစ်ပိုင်းမှာဒီချက်မှတ်ရမှာက2မျိုးရှိမယ် organisms သက်ရှိတွေထဲမှာပါဝင်တဲ့အမျိုးအစားတွေအကြောင်းရယ်နောက်ပြီးကြတော့biology နဲ့ပတ်သက်ဆက်နွယ်နေတဲ့အကြောင်းရယ်အဲ့တော့ဒီချက် highlight လုပ်ထားတဲ့ဟာလေးတွေကိုမှတ်ထားမယ်ဆိုရင်ဒီစာပိုက်ကတော့လွယ်လွယ်ကူကူနဲ့ရသွားမယ်လို့ထင်ပါတယ်